moments later. မအေးတော့တောက်ယူရတော့တော်ပဲဆောက်ရတာအော်ဘာဖြစ်လာတယ်လို့ထင်လဲမင်းဖေဆိုင်ကယ်မောက်သွားလို့မလားဟုတ်တယ်သေပြီငါဖေဆိုင်ကယ်မောက်ငါမလို့ပြောနေမလားကောပြောတယ်ငါတိဒီကောင်ပတ်သက်ချီလို့ရလာခြင်းအတော်မဲရောက်ငါတို့ထေးရတောက်ချင်တယ်တောက်မယ်အော်ဒီအမြဲနေခေါ်တော့ငါပြောတာအဲ့လိုမဟုတ်ဘူးငါရွာထိပ်မှာဘ누구တွေ့ခဲ့တယ်ထင်လဲမင်းတို့အရေးကြိုက်တဲ့မအေးတောက်တွေ့ခဲ့တဲ့ဟုတ်တယ်ဘာမှမရှိရတဲ့တိုင်းကြီးမှာဖြစ်တယ်ပြီးတော့ဆိုင်ကလေးအေးတောင်ပါမဟဲ့မင်းကိုမင်းနေတယ်ဘယ်မှာလဲအေးတောင်ဘယ်မှာတော့ဘလို့တင်လာခုလောက်ဒီမှာတွေ့တော့လာတော့ဟောလာပြီးတော့အေးမင်းငါတို့ဒီကိစ္စနဲ့ပတ်သက်ပြီးဂျင်းမထဲနဲ့နော်ငါတို့မအေးတောင်ယူတယ်ဆိုပြီးဂျင်းထဲတာဟဲ့တွေ့တော့တယ်မင်းတို့လေမင်းနော်မောင်ကြီးဘာဖြစ်တာတော့ဘာရပါလဲအေးတော့ရွာရောက်နေတော့ဒီကောတွေကမယုံငါ့ကိုတိုးတယ်အေးတော့ရွာရောက်နေဆိုဟုတ်လားဟုတ်တယ်လေအေးတော့ရွာရောက်နေတယ်ဟာအေးတော့ရောက်နေတယ်အဲ့ဒါဆိုဘယ်မှာလဲအေးတော့အေးတော့ရွာထိပ်ကအိမ်မှာရောက်နေတယ်ကြားလာပြီသွားမလို့ဖြတ်ပါမလားကွာဟဲ့ငါတို့လူကြီးသိဝိုင်းဒီလိုဒိုးနေရမယ်ဟဲ့ဘာလဲကွာဒီလိုတို့လားဒိုးပါပဲကွာဟဲ့အိမ်ဝါနေကောင်းနေစင်းတော့ပြောတာမင်းတို့ဝေးအဲ့တော့စီးတော့လိုက်မလားမလိုက်ပဲဒါပြောဟဲ့မင်းတို့ဘယ်သူစီသွားမှာဟဲ့အေးတောက်စီသွားမလို့ဟဲ့အဲ့လိုစောနန်းဆန်တယ်ကွာငါကြိုက်တယ်ဟဲ့လိုက်ဟဲ့နေကွာတောင်းကိုငါချစ်တယ်အေးတောင်းကိုပဲငါယူမယ်အေးတောင်းမယ်ဟွာဟဲ့အေးတောင်းငါကြိုက်တော့ဟွာဟဲ့တောင်းလို့လေအကျဉ်းပါနေတာအေးတောင်းစီးကြလိုက်ကွာအေးတောင်းလေဘယ်အောင်လဲဟုတ်ချက်လိုက်မှာဘယ်အောင်လဲပြောလိုက်ပါဒီကမှုကမင်းမူးနေအေးသေးလိုက်အေးတောင်းခေါ်ပေးအေးတောင်းကြည့်ကြလို့လားဟဲ့ချီငါတို့ဆိုအေးတောင်းကြည့်နေတာကွာခေါ်ပေးရဟုတ်တယ်အေးမင်းတို့ကအေးတောင်းတော့ငါလည်းကွာမနေ့ကမှထောင်းထွက်လာခွဲမှာ